podcast လို့ပြောတဲ့စကားတွေပဲပြောပြီးတော့အတန်နေနဲ့လုပ်တဲ့ content တွေကိုတစ်ကမ္ဘာလုံးမှာနားထောင်တဲ့လူအရေအတွက်ကတန်း900လောက်ရှိတယ်ဒီချက်လက်တွေကပြီးခဲ့တဲ့2024-2025မှာရှိခဲ့တဲ့အချက်လက်တွေဆိုတော့ဒီနှစ်ကတော့ဒီထက်ပိုပြီးတိုးရင်တိုးကောင်းတိုးလာနိုင်တယ်အဲ့တော့မေးစရာတစ်ခုရှိတာကလူဘာအယုံမှဘာ visual မှမပါဘဲနဲ့ထုတ်နေတဲ့ audio file တွေကိုဘာကြောင့်နားထောင်နေရလဲပေါ့ဘာကြောင့်လို့ထင်ပါလဲဒီနေ့ပိုင်းတွေမှာ social media သုံးရတာ Facebook တို့ Twitter တို့နောက် TikTok တို့နော်ဒါတွေသုံးရတာကလူတွေအတွက်တော်တော်လေးစိတ်ညစ်ညူးစရာကောင်းလာတယ် social media ကို scroll လုပ်နေတဲ့အချိန်တိုင်းမှာကျွန်တော်ဓာတ်ပုံတွေလည်းကြည့်ရတယ်ဗီဒီယိုတွေလည်းမြင်ရတယ်နောက်တခြားသော toxic ဖြစ်တဲ့အကြောင်းအရာတွေအခုဆိုရင်ပိုဆိုးတာပေါ့ကျွန်တော်နိုင်ငံမှာလည်းရှိပါတယ်ဆိုတော့ Facebook မနက်မိုးလင်းတက်ကြည့်လိုက်တာနဲ့အဲ့မှာအတင်းပြင်းနေအညီဟောက်တွေနောက်တခြားဘယ်လိုတိတ်တမိုးမရှိတဲ့ content တွေပြည့်နေတာเนาะဆိုတော့ podcast တွေကိုလူတွေကြိုက်လာကြတဲ့ကိစ္စတွေထဲမှာ social media ကိုစိတ်ပြတ်လာတာကြောင့်လည်းပါတယ်တကယ်တော့ podcast တွေကကျွန်တော်တို့လက်ရှိကာလအခြေအနေတွေအရလူတွေအတွက်ကိုဒီစိတ်သက်သာရာရစေမဲ့ဖြောပြ content တစ်ခုဖြစ်လာတာပေါ့နော်နောက်တစ်ချက်အနေနဲ့ဒီ podcast တွေကိုလူတွေကြိုက်လာတဲ့အကြောင်းရင်းတွေမှာတို့ကခုနပြောတဲ့ဒီတခြားဗီဒီယိုတွေဓာတ်ပုံတွေမကြည့်ကျင်တော့တာအပြင်တခါတလေမှကျွန်တော်တို့အလုပ်လုပ်နေနေဖြစ်ဖြစ်ကားမောင်းနေနေဖြစ်ဖြစ်စပိန်စီးနေနေဖြစ်ဖြစ်လို့နော်ဆိုတော့ဒါကြီးလုပ်နေနေနားထောင်လို့ရတဲ့အရာတာကိုကြိုက်ကြတာပေါ့လေနော်အဲ့တော့ तू ကဘာကောင်းလဲဆိုလို့ရှိရင် multitask ရတယ်အဲ့တော့ဥပမာကျွန်တော်တို့ကအလုပ်တစ်ခုခုလုပ်နေမယ်အိမ်မှာပန်းဆိုင်နေတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းတစ်ခုခုဟင်းချက်နေတာထမင်းချက်နေတာเนาะဒါမျိုးလုပ်နေနေလည်းဒါကိုဖွင့်ထားလိုက်လို့ရတယ်ဘာဗီဒီယိုမှကြည့်စရာမလိုအဲ့ဒီအတန်ကိုနားထောင်နေနေပဲဖြောပြီးအရသာရနေတယ်ပေါ့လေเนาะဆိုတော့ဒါကလည်းတစ်ချက်ပါပါတယ်အဲ့တော့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့တစ်ခုရှိသေးတယ်ဒီတချို့ research တွေမှာဘာရှိလဲဆိုလို့ရှိရင်ဒီဘက် social media တအား boom ဖြစ်လာပြီးတော့လူတွေကအဲ့ဒီဖုန်းတွေနဲ့ device တွေနဲ့ပဲအချိန်ကုန်နေတဲ့ကာလမှာတဖြည်းဖြည်းနဲ့ community နဲ့ဝေးလာကြတာပေါ့နော်လူတွေနဲ့အဆက်အဆံတိတ်ပြီးတော့မလုပ်ဖြစ်တော့ဘူးစကားတွေတိတ်မပြောပြကြတော့အဲ့လိုအခြေအနေမျိုးမှာတခါတလေကိုတယောက်တည်းအထီးကျန်နေတယ်ဆိုတော့အချိန်မျိုးဒါမှမဟုတ်လို့ရှိရင်လည်းတယောက်တည်းရှိနေတယ်ဆိုတော့အချိန်တွေမျိုးမှာလူတယောက်ယောက်ကစကားပြောပြနေတာကိုနားထောင်နေရတဲ့အရာကသူတို့အတွက်အဖော်ရလို့ဖြစ်တယ်ပေါ့လေနော်ဆိုတော့ဒါကြောင့်မို့လို့လေတဖြည်းဖြည်းနဲ့ဒီ podcast တွေကဘုံဖြစ်လာတာပေါ့နော်အခုဆိုလို့ရှိရင်ဒီကျွန်တော်တို့ပြည်တွင်းမှာဆိုရင်လည်းအများကြီးဖြစ်လာနေပြီ podcast ပြောတဲ့လူတွေ audio book တွေစာအုပ်ဖတ်ပြတဲ့ဟာတွေနော်ပုံမှန်ပြောတာတရေတစေဇလန်းတွေပြောတာဒါတွေအများကြီးရှိလာနေပြီအဲ့တော့ဟုတ်ပြီဒီအခြေအနေတွေကပဲကျွန်တော်တို့ podcast ရဲ့အရွေးတွေကိုတဖြည်းဖြည်းခေါ်လာတာပေါ့နော်ဒီနှစ်ပိုင်းတွေကတော့အားအကောင်းဆုံးအခြေအနေလို့ပြောလို့ရပါတယ် Okay ဆိုတော့အခုတော့ podcast ဆိုတာဘာလဲနည်းနည်းပြောအောင်ပါနော်အဲ့တော့ဒီ podcast ဆိုတာဘာလဲမပြောခင်မှာကျွန်တော်တို့ podcast ဆိုတဲ့စကားလုံးကိုအရင်ဆုံးနည်းနည်းရှင်းပြပေးမယ်နော်ဆိုတော့ podcast ဆိုတဲ့စကားလုံးက iPod မှာပါတဲ့ pod နဲ့ broadcast မှာပါတဲ့ဒီနောက်က cat ဆိုတွဲပြီးတော့ခေါ်တဲ့စကားလုံးဆိုတော့ဒီစကားလုံးကဘယ်လောက်မှစပြီးပေါ်လာလဲဆိုတော့2004ခုလောက်ကနေစပြီးတော့ဒီ band Hammersley ဆိုတဲ့ဘဲဘူရစပြီးတော့ဒီစကားလုံးကိုမိတ်ဆက်ခဲ့တာအဲ့တော့ဒီမှာနည်းနည်းဘူးတုဒအနေနဲ့ထပ်ပြီးပြောရလို့ရှင် Van Hammersley ဆိုတာကသူက journalist တယောက်အဲ့တော့သူကဒီ tag နဲ့ပတ်သက်တဲ့ content တွေစောင်းမားတွေเนาะဒါတွေအများကြီးလုပ်နေတဲ့လူအဲ့တော့သူက2004ခုနှစ်လောက်မှာဘာစပြီးတော့ရေးလဲဆိုလို့ရှိရင် Audible Revolution ဆိုတဲ့ဆောင်းပါးတစ်ပုဒ်စပြီးတော့ရေးတယ်အဲ့ဒီဆောင်းပါးကသူအဓိကဘာကိုရည်ရွယ်တာလဲဆိုလို့ရှိရင်ဒီ internet boom ဖြစ်နေတဲ့ကာလမှာလူတွေကအဲ့လို blog တွေရေးကြတယ်ပြီးတော့ဓာတ်ပုံတွေနောက်ဗီဒီယိုတွေနည်းနည်းစမ်းပြီးလုပ်နေကြတယ်ပေါ့နော်အဲ့တော့အဲ့ဒီကာလမျိုးမှာသူကဒီ audio တွေနဲ့လုပ်တဲ့ content တွေဒီနောက်ပိုင်းမှာ develop ဖြစ်လာနိုင်မလားနောက်ပြီးတော့ဒီလို audio နဲ့ content တွေကျွန်တော်တို့လှုပ်လို့ရနိုင်သလားဆိုတဲ့ဟာเนาะလှုပ်ကြမယ်ဆိုတဲ့
အကြောင်းအရာမျိုးကိုရေးတာအဲ့တော့ audible revolution ဆိုတဲ့ဆောင်းပါတော့အဲ့ဒီ audio content တွေတစ်ခုလုံး change ဖြစ်လာနိုင်တာတဲ့အခင်းအကျင်းတွေအကုန်လုံးကိုသူပြောရတာပေါ့နော်အဲ့တော့အဲ့ဒီမှာအဲ့ဆောင်းပါထဲမှာသူကဗာထည့်သုံးလဲဆိုတော့ဒီတကယ်လို့များအဲ့လိုမျိုး content တွေလုပ်မယ်ဆိုလို့ရှိရင် podcast ဆိုတာမျိုးနာမည်ပေးမလားပေါ့နော်ခုနကျွန်တော်ပြောတဲ့စကားလုံးမျိုးပို့လို့ပဲ iPod နဲ့ broadcast ဆိုတဲ့စကားလုံးတစ်ခုတွဲပြီးတော့စကားလုံးအသစ်နေနဲ့ဖန်တီးတာ okay ထားပါတော့ဆိုတော့အဲ့ဒီစကားလုံးကဒီနေ့ထိတည်လာတယ်ပေါ့နော်အဲ့တော့ပြောရလို့ရှိရင် podcast ဆိုတာဒီ audio နဲ့ content တွေဖန်တီးတာပဲเนาะဆိုတော့ audio တည်တံ့ပြောတာသူက internet ကိုအခြေခံပြီးတော့မှဒီစကားပြောတဲ့ content တွေကိုတစ်ကမ္ဘာလုံးဖြန့်တယ်ဆိုတော့သဘောမျိုးပဲเนาะအဲ့တော့ podcast လို့ပြောလို့ရှိရင် audio တည်တံ့ကိုပြောတာပါเนาะအဲ့တော့ဒီနောက်ပိုင်းမှာလူတွေရဲ့ content တွေကိုစားသုံးတဲ့ behavior ပေါ်မှာမူတည်ပြီးတော့ video podcast အနေနဲ့လုပ်ကြတာဆိုလိုချင်တာကတော့ podcast ဆိုတာဒီအတန်ကောင်းကောင်းနဲ့အတန် quality ကောင်းကောင်းနဲ့ထုတ်လုပ်ထားတဲ့ content အကြောင်းအရာမျိုးအဲ့ဒါကိုမှစကားပြောတာလည်းကြည့်ကျင်တယ် presentation ကိုလည်းကြည့်ကျင်တယ်ဆိုတဲ့အခါမျိုးမှာကျွန်တော်တို့ဗီဒီယိုတွေပါတွဲပြီးတော့လုပ်ကြတဲ့သဘောပါပဲเนาะအဲ့တော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ပြည်တွင်းမှာဆိုရင်ပို့ဆိုးတယ် audio content တွေထပ်ကိုဗီဒီယိုအနေနဲ့လုပ်တဲ့ content တွေကပို့ပြီးတော့များတယ် YouTube မှာအခုနောက်ပိုင်းပေါ်လာတဲ့ channel တွေလည်းအများကြီးရှိပါတယ်เนาะအဲ့တော့ဗီဒီယိုတစ်ခုလုံးကိုပြောနေတဲ့အတန်တွေเนาะစကားပြောတဲ့ expression တွေကျွန်တော်တို့ရဲ့အတန်ထွက်တဲ့အတန်အသေးစိတ်တွေကိုတေချာ record လုပ်ပြီးတော့မှအဲ့ဒီ file တွေကို presentation ကောင်းကောင်းနဲ့ပြန်ပြီးတော့တင်ဆက်ကြတဲ့ဟာပေါ့เนาะအဲ့တော့ podcast ကဘာလဲလို့မေးလို့ရှိရင် audio ဦးစားပေးတာပဲเนาะ audio ဦးစားပေးတာပဲ audio တီးတန့်ကိုပဲရည်ရွယ်ပြီးတော့ထုတ်လုပ်တဲ့ content မျိုးလို့နားလည်လို့ရပါတယ်အဲ့တော့ဒီနေရာမှာနည်းနည်းလေးနှိုင်းရှင်စရာလေးနောက်ပြီးတော့လူတွေအများအားပြောနေကြတဲ့ကိစ္စတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် podcast နဲ့ radio တွေနဲ့ဘာကွာလဲဆိုတဲ့ကိစ္စပါเนาะအဲ့တော့ပြောရလို့ရှိရင်ဒီသဘောတရားချင်းတော့အတူတူပဲ radio ဒီလည်းအတန်တွေပဲထုတ်လွှင့်တာပဲ podcast တွေဒီလည်းအတန်တွေပဲထုတ်လုပ်တာပဲဒါပေမဲ့သူ့မှာဒီ audience engagement ကကွာတယ် radio တွေကတော့သူကလူတန်းစားမျိုးစုံအရွယ်အစားအသက်အရွယ်အစားမျိုးစုံနားထောင်မှုအတွက်ထုတ်လုပ်တယ်ပြီးတော့သူ့ရဲ့ radio network range ရှိတဲ့နေရာတွေအကုန်လုံးမှာပဲနားထောင်လို့ရတယ်ဆိုလိုချင်တာကဒီနိုင်ငံမှာထုတ်တဲ့ radio အကြောင်းအရာတစ်ခုတည်းတခြားနိုင်ငံနားထောင်ခြင်းမှာနားထောင်လို့ရလိမ့်မယ်နော်အဲ့တော့ဒီ data မှာထုတ်တဲ့ radio channel ကနောက်တခြားနေရာမှာနားထောင်ခြင်းမှာနားထောင်လို့ရလိမ့်အဲ့တော့ podcast ကတော့အဲ့လိုမဟုတ်ဘူးသူကတစ်ကမ္ဘာလုံးနားထောင်လို့ရတယ်နော်ကြိုက်တဲ့အချိန်နားထောင်လို့ရတယ်အင်တာနက်ရရင်လည်းနားထောင်လို့ရတယ်လို့အင်တာနက်မရရင်လည်းနားထောင်လို့ရတယ်အဲ့တော့ဘာလို့လို့ရလဲဆိုလို့ရှိရင်တချို့ podcast နားထောင်တဲ့လူအများစုကဒီ podcast ကိုနားထောင်တဲ့အခါမှာ live stream နားထောင်တာမျိုးလည်းရှိကောင်းရှိတယ်တချို့ကြတော့လည်း okay အခုမအားသေးဘူးနောက်တော့မှပြန်နားထောင်မယ်ဆိုတဲ့အခါမျိုးလည်းရှိတယ်အဲ့တော့ဘာလို့လို့ရလဲဆိုတော့အဲ့ဒီ podcast ကို download လုပ်ထားလိုက်တာပေါ့ပြီးတော့မှသူအချိန်ရတဲ့အခါမှာအေးစေးစေးနားထောင်တယ်အဲ့တော့ radio နဲ့ဘာကွာလဲဆိုလို့ရှိရင် accessible ဖြစ်တဲ့အခြေအနေချင်းကွာတယ် radio ကတော့ကျွန်တော်တို့ငယ်တွေကဟိုကြားနေကြသလိုပဲเนาะ radio ကတစ်ခါပဲလွှင့်တယ်เนาะ radio ကနှစ်ခါမလွှင့်ဘူးလို့ပါတယ်အဲ့တော့ podcast ကတော့အချိန်တိုင်းကြိုက်တဲ့အချိန်နားထောင်လို့ရပါတယ်ဒီသဘောပါပဲအဲ့တော့နောက်တစ်ချက်ကတော့ဘာလဲဆိုလို့ရှိရင်ဒီ focus audience ပေါ့နော်သူက radio တွေမှာကြတော့ကျွန်တော်တို့ရှေ့မှာကျွန်တော်ပြောသလိုမျိုးပဲလူတန်းစားအစုံနားထောင်ဖို့ဟိုထုတ်လုပ်တာဖြစ်တဲ့အတွက်သူကအကြောင်းအရာနည်းနည်း limit ဖြစ်တယ်เนาะဆိုလိုချင်တာကသတင်းအစီအစဉ်တွေပါမယ်နောက်တချင်းအစီအစဉ်တွေပါမယ်နောက်ဇလန်းအစီအစဉ်မျိုးတွေပါမယ်ပေါ့လေเนาะဒါကသူက audience အနေနဲ့ကရွေးချယ်ခွင့်မရှိဘူးเนาะဒါလွှင့်ရင်ဒါပဲနားထောင်ဆိုရအဲ့တော့ podcast မှာကြတော့သူကဘာရှိလဲဆိုတော့ creator base ဖြစ်တဲ့အတွက်တစ်ကမ္ဘာလုံးမှာလူတယောက်ချင်းစီကနေပြီးတော့ထုတ်တာတွေရှိသလိုအဖွဲလိုက်ထုတ်တာလည်းရှိတယ်အဲ့တော့ဘာအားတာလဲဆိုလို့ရှိရင်သူကaudience ကရွေးချယ်စရာပိုများတာပေါ့เนาะအဲ့တော့ထုတ်လုပ်တဲ့အခါမှာလည်းဒီ level ပေါင်းစုံ
လုပ်ကြတယ်တချို့ကြတော့ personal experience တွေပြောတယ်တချို့ကြတော့ကိုဝါသနာပါတဲ့ music အကြောင်းတွေရုပ်ရှင်အကြောင်းတွေပြောကြရရှိတယ်အလှပလားကျမ်းမာရေးလားဒါမျိုးတွေပြောကြတာပေါ့လေနော်အဲ့တော့ audience ကလုံးလို့ရတာကဥမာကျွန်တော်ကထားပါတော့ကျွန်တော်ဂီတာတီးတာဝါသနာပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်းပကြီးဆွဲတာနဲ့ပတ်သက်တဲ့မျိုးပန်းမင်စိုက်တဲ့ဟာနဲ့ပတ်သက်တဲ့ဟာမျိုးဒါမျိုးတွေဝါသနာပါတယ်ဆိုလို့ရှိရင်အဲ့ဒီလူတွေတဦးချင်းစီထုတ်လုပ်တဲ့အကြောင်းအရာတွေကိုကျွန်တော်ရွေးချယ်ပြီးတော့နားထောင်ခွင့်ရှိတယ်နားထောင်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော် podcast အကုန်လုံးကိုနားထောင်ကြရမလို့ဘူးရှိသမျှ channel တွေအကုန်လုံးကို subscribe လုပ်ကြရမလို့ဘူးဒီ audio book လိုမျိုးတည်တံ့လုပ်နေတဲ့ channel တခုကိုကျွန်တော်ကြိုက်တယ်ဆိုရင်အဲ့ channel တခုပဲကျွန်တော်ရွေးထားလိုက်မှာပေါ့ဒီလိုမျိုးအခြေအနေတွေကဒီ audience ကိုပို့ပြီးတော့ရွေးချယ်စရာများလာတာမျိုးဖြစ်လာတာအဲ့တော့နောက်တစ်ဆင့်ကကြတော့ဒီ podcast အမျိုးအစားတွေပါအခုက podcast လို့ပြောလို့ရှိရင်ကျွန်တော်တို့များသောအားဖြင့်ပြည်တွင်းမှာလုပ်နေကြတဲ့ podcast အများစုသည် interview podcast တွေများကြတယ်နော်အဲ့တော့ interview podcast မှာ video အနေနဲ့ထပ်ပြီးတော့လုပ်ကြတာမျိုးရှိရပါတော့အဲ့တော့အကြမ်းဖျင်းကျွန်တော်တို့မှတ်လို့ရတာက podcast အမျိုးအစားတွေမှာ3ခုလောက်ကျွန်တော်တို့မှတ်ထားလို့ရတယ်ပထမတစ်ခုကကြတော့ solo podcast လို့ပြောတယ် solo podcast တွေဒီဘာလို့ပဲဦးစားပေးလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ personal experience တွေ personal thoughts တွေပြီးတော့ဒီ career နဲ့ပတ်သက်တဲ့ဟာမျိုးတွေเนาะ motivation နဲ့ပတ်သက်တဲ့အကြောင်းအရာမျိုးတွေဒါမျိုးတွေလုပ်လို့ရှိကြတာများတယ်ပြီးတော့တဦးတည်းလုပ်လို့ရတဲ့ content မျိုးဆိုလိုချင်တာကကျွန်တော်တယောက်တည်းပဲပြောမယ်ကျွန်တော်တယောက်တည်းပဲဒါတွေကိုမျှဝေမယ်ဆိုတဲ့ဟာမျိုးပေါ့အဲ့တော့အခုနောက်ပိုင်းဆိုရင်အလွယ်ဆုံးကတော့ဒီစာအုပ်ဖတ်ပြတဲ့ဟာတွေပေါ့လေနော်အဲ့တော့သူကစာအုပ်ဖတ်ပြမယ်ကြပြာတွေရွတ်မယ်เนาะဒါမှမဟုတ်လို့ရှိရင်လည်းတချို့ဇလန်းလေးတွေပြောပြမယ်ပေါ့လေเนาะဒီလိုမျိုးလုပ်ကြတာရှိတယ်အဲ့တော့ဒုတိယတစ်ခုကတော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ဒီ interview နဲ့ talk show ပုံစံမျိုးလုပ်ကြတဲ့ podcast တွေเนาะအဲ့တော့ interview ကတော့ one by one လည်းဖြစ်ခြင်းဖြစ်မယ်เนาะဒါမှမဟုတ်လို့ရှိရင်ဒီ host 2ယောက်လောက်ကတယောက်တည်းကိုမေးတာမျိုးလည်းဖြစ်ခြင်းဖြစ်မယ်ဒါမျိုးတွေလုပ်ကြတယ်ပြီးတော့ဒီ talk show ကတော့ဘာလဲဆိုလို့ရှိရင် issue တစ်ခုခုကိုအခြေခံပြီးတော့မှလူတွေအများကြီးဝိုင်းပြီးတော့ဆွေးနွေးကြတဲ့အကြောင်းအရာမျိုးပေါ့လေเนาะအဲ့တော့ဥပမာပြောရလို့ရှိရင်podcast ရဲ့ trend တွေအကြောင်းပေါ့เนาะထားပါတော့အဲ့တော့ဒီလိုမျိုးအကြောင်းအရာမျိုးမှာဆိုလို့ရှိရင်သူက host အနေနဲ့တစ်ယောက်ပါမယ်ပြီးတော့ podcast creator တွေ2ယောက်3ယောက်လောက်ပါမယ်ပေါ့နော်အဲ့တော့အဲ့မှာဗာပြောကြလဲဆိုတော့တဦးကကြတော့သူတို့ podcast ဘယ်လိုစခဲ့တယ်ပေါ့နောက်တစ်ဦးကကြတော့လက်ရှိ trend တွေကတော့ဘယ်လိုဖြစ်နေတယ်ပေါ့နောက်တစ်ယောက်ကဒီပြည်တွင်းမှာလူကြိုက်များနေတဲ့ပုံစံတွေဒါတွေပြောကြမယ်ပေါ့လေနော်အဲ့တော့အကြောင်းအရာတစ်ခုခုဟိုလူတွေအများကြီးဝိုင်းပြီးဆွေးနွေးကြတဲ့ဟာမျိုးကျွန်တော်တို့စီမှာဆိုရင်နမူနာပေးလို့ရတဲ့အထဲမှာဒီ local တွေကဆိုရင်အခုလူငယ်တွေတချို့လုပ်နေကြတဲ့ဟာရှိတယ်ဟို late night with ဆရာကြီးများတို့ပါတော့เนาะဆိုတော့ okay ဒါတွေက talk show ပုံစံမျိုးသွားတဲ့ဟာတွေပါเนาะအဲ့တော့ podcast စီမှာဒီ interview ပဲသွားဟို talk show ပဲသွားသူကဘာတော့တစ်ခုရှိလဲဆိုလို့ရှိရင်လူတွေနဲ့အရန်ရင်းနှီးတဲ့ presentation မျိုးကိုသွားတာပေါ့နော်ဆိုလိုချင်တာကအရင်တော့ကျွန်တော်တို့ TV channel တွေနောက်ဒီ broadcast channel တွေမှာမြင်ရတယ်လို့မျိုး interview တွေ talk show တွေဆိုအတီခန့်ကြီးပြောတာမျိုးမဟုတ်ပဲねအဲ့လိုပေါ့ပေါ့ပါမျိုးတကယ်ချင်းတွေစကားဝိုင်းဖွဲ့ပြီးတော့ပြောကြတဲ့ပုံစံမျိုးလောက်ကြတာပေါ့လေနော်အဲ့တော့နားထောင်တဲ့ audience struck က okay သူတို့နဲ့ gap တိတ်မကွာဘူးဆိုတော့ခံစားမှုမျိုးရတယ်အဲ့တော့ဒီဟာတွေလည်းအခုနောက်ပိုင်းမှာလောက်လာကြတာပေါ့နော်အဲ့တော့နောက်ဆုံးတစ်ခုကတော့ဗာလဲဆိုလို့ရှိရင်ဒီ storytelling podcast လို့ပြောတယ် storytelling podcast ကကြတော့သူကပို့ပြီးတော့အားစိုက်ရတယ်နော်အဲ့တော့ကျွန်တော်တို့ပြောချင်တဲ့အကြောင်းအရာတွေကိုဇလန်းပုံစံမျိုးဖန်တီးပြီးတော့ပြောရတာတင်ဆက်ရတာမျိုးเนาะအဲ့တော့ဒီ story တစ်ခုခု present လုပ်မယ်ဆိုတဲ့အခါမှာလဲကျွန်တော်တို့အနေနဲ့ရွေးစရာနှစ်ခုရှိတယ်ပထမတစ်ခုကကြတော့ဒီ fiction လို့ပြောတဲ့စိတ်ကူးရင်ဆန်တဲ့အကြောင်းအရာတွေစိတ်ကူးကွန်မြူပြီးတော့ဖန်တီးထားတဲ့အကြောင်းအရာတွေကိုတင်ဆက်တဲ့ဟာနော်နောက်တစ်ခုကကြတော့ non fiction လို့ပြောတယ်အဲ့ဒီ non fiction ကတော့ဘာကိုအခြေခံလဲဆိုလို့ရှိရင်တကယ်ဖြစ်ရက်တွေတကယ်အဖြစ်အပျက်တွေကိုအခြေခံပြီးတော့ပြောပြတာသူကအချက်အလက်တိုင်းအတိအကျပြောကြတယ်ပေါ့နော်အဲ့တော့ဥပမာပြောရလို့ရှိရင်ဒီမုတ်ဆိုးတယောက်ကဒီသူတောရင်းမှာအမဲလိုက်တဲ့အတွေ့အကြုံတွေကိုပြန်ပြီးတော့ပြောပြတာမျိုးเนาะတားကောင်နဲ့
တားကောင်ဘယ်လိုလိုက်တယ်ပြီးတော့အဲ့ဒီတားကောင်ဘယ်နှစ်ရက်လောက်သူစောင့်ရတယ်နောက်ဆုံးဖမ်းမိဖို့အတွက်ကိုဘယ်လောက်ကြိုးပမ်းရတယ်ဆိုတဲ့ဟာမျိုးဒါတကယ်အဖြစ်အပျက်တွေကိုပြောတယ်အဲ့တော့ဒီ non fiction တွေထဲမှာဘာတွေမှာပါလဲဆိုလို့ရှိရင်ဒီတချို့တွေဆိုရင်ခီးသွားအတွေ့အကြုံမျိုးတွေပြောတဲ့ဟာเนาะတကယ်သွားတယ်တကယ်တွေ့တယ်တကယ်ရခဲ့တယ်ဆိုတော့အတွေ့အကြုံတွေကိုပြောကြတာမျိုးပေါ့เนาะအဲ့တော့ဒီ storytelling မှာတော့သူကဘာကအရေးကြီးလဲဆိုလို့ရှိရင်ဒီ podcast တစ်ပုဒ်လုံးမှာ story လဲကောင်းမယ်နောက် audio presentation လဲကောင်းမယ်เนาะနောက် podcast structure လဲကောင်းကောင်းမွန်မွန်တိစောက်ထားတယ်ဆိုတော့ပုံစံမျိုးနဲ့တွားကြတာပေါ့လေเนาะအဲ့တော့ဒီ storytelling မှာတော့ကျွန်တော်တို့ audio storytelling ဆိုပြီးတော့တက်ခွဲထုတ်လို့ရတာရှိတယ်သူကအဓိကဘာလဲဆိုလို့ရှိရင်အဲ့ဒီ audio storytelling တွေဒီကျွန်တော်တို့ရဲ့ podcast တစ်ပုဒ်လုံးမှာပါမဲ့အတန်တွေကိုတေချာစီမံပေးတာပြောတဲ့ကိုယ့်ရဲ့ vocal ပြီးတော့ background music စိတ်လှုပ်ရှားစရာဆိုစိတ်လှုပ်ရှားစရာအကြောင်းအရာမျိုးเนาะပြီးတော့ထိတ်လန့်စရာဆိုထိတ်လန့်စရာ music မျိုးဒါမျိုးတွေကိုသုံးတာပြီးတဲ့အခါမှာ ambient sound လို့ခေါ်တဲ့တကယ်သဘာဝအတန်တွေကိုပြောတာပေါ့เนาะလေတိုက်တဲ့အတန်တွေเนาะယထာမောင်းတဲ့အတန်တွေနောက်ပြီးတော့တခြားသောဒီသဘာဝမှာကျွန်တော်တို့နီးနားမှာကြားနေရတဲ့ငှက်တန်တွေဒါတွေအကုန်လုံးပေါ့လေเนาะအဲ့ဒီဟာတွေကိုတေချာမျက်မျက်တတပေါင်းဆက်ပြီးတော့မှကိုပြောတဲ့ story တွေနဲ့ချိတ်ဆက်ပြီးတော့လုပ်တဲ့အကြောင်းအရာမျိုးခေါ်တာပါအဲ့တော့စဉ်းစားကြည့်ပေါ့နော်ဒီအကြောင်းအရာ၃ခုထဲမှာတကယ်လို့ကျွန်တော်တို့ကိုက podcast တစ်ခုခုစမယ်ဆိုလို့ရှိရင်ဘယ်ဟာကပို့ပြီးတော့အလွယ်ဆုံးဖြစ်နိုင်မယ်ထင်လဲတေချာတာကတော့ solo podcast လို့ပြောတဲ့ကိုယ့်ရဲ့အတွေ့အကြုံတွေကိုပြောပြတာမျိုးเนาะ audio book လိုမျိုးစာအုပ်ဖတ်ပြတဲ့ဟာမျိုးတွေเนาะပြီးတော့ personal thought တွေလို့ပြောတဲ့ဒီကိုယ့်ရဲ့အမြင်တွေကိုထင်မြင်သုံးသပ်ချက်တွေကိုပြောတာမျိုးတွေဒါတွေကလက်တော်ကျွန်တော်တို့လုပ်ဖို့အတွက်အလွယ်ဆုံး podcast မျိုးစားတွေမှာပါတယ်ပေါ့နော်အဲ့တော့ channel 2မျိုးကတော့ကိုနိုင်တလောက်လုပ်လို့ရတဲ့အခြေအနေမျိုးပါ okay နောက်ဆုံးတစ်ခုကတော့ကိုက podcast လုပ်မယ်ပြီးတော့အဲ့ဒီ podcast တွေကိုဖြန့်မယ်ပေါ့နော်မေးစရာတစ်ခုရှိတာကဘယ် platform မှာဖြန့်မလဲဆိုတဲ့ကိစ္စပါနော်ကျွန်တော်က2019လောက်ကလုပ်တယ်ဒီကြားထဲမှာ podcast တွေထုတ်ပြတာရှိတယ်ဒါပေမဲ့ဘာက limit ဖြစ်နေလဲဆိုလို့ရှိရင်ကျွန်တော် podcast တွေကလူသိမ့်မသိတာများတယ်နော်ရိုးရိုးသားပဲဝင်ကအဲ့တော့ဒါပေမဲ့ကျွန်တော်ဘာလို့ဦးစားပေးလုပ်လဲဆိုလို့ရှိရင်ကျွန်တော် quality ကောင်းကောင်းလုပ်တယ်podcast structure နော် podcast ဆိုတာဒါမျိုးဆိုတာမျိုးပြလို့ရလောက်တဲ့အထိကျွန်တော်လုပ်တယ်ကိုယ်တိုင်လည်းလေ့လာတယ်ပေါ့နော်အဲ့တော့တကယ်တမ်းအဲ့ဒီ podcast တွေကိုဖြန့်ဖို့အတွက်မှာ challenge တစ်ခုရှိတယ်ကျွန်တော်တို့ podcast ဒီနာမည်မရှိသေးဘူးလူမသိသေးဘူးဆိုလို့ရှိရင် audio podcast channel တွေမှာတွားဖို့နည်းနည်းလေးခက်တယ်နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်သတိထားမိသလောက်ဒီမှာပြည်တွင်းမှာထုတ်နေတဲ့ podcast တွေထဲမှာအများစုနားထောင်နေတာဒီဘယ်မှာပဲနားထောင်လဲဆိုရင် YouTube မှာပဲနားထောင်ကြတယ်နော်။ Spotify တို့နော် Apple Podcast တို့နောက်တခြားဒီ YouTube podcast ဆို Google podcast ဆိုနော် Google podcast ကတော့ YouTube ပြောင်းသွားပါပြီဆိုတော့ဒီ platform တွေမှာနားထောင်တဲ့အရေးအတွက်က limit ရှိတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့စဉ်းစားစရာရှိတာက audio podcast လုပ်မယ်ဆိုလို့ရှိရင်ခုနပြောတဲ့iTunes တို့နော်ဒီ Apple podcast တို့နောက်ပြီးတော့ဒီ Spotify တို့လိုနေရာမျိုးမှာလည်းဖြန့်တာမျိုးဖြစ်နိုင်တယ်လို့ပြီးတော့ YouTube မှာလည်းတည်တံ့ဖြန့်တာမျိုးဖြစ်နိုင်တယ်အဲ့တော့လောက်ရမှာကတေချာတယ်ကျွန်တော်တို့ audio ကော video ကောနှစ်ခုလုံးသွားရမယ့်အခြေအနေမျိုးရှိတာပေါ့လေနော်အဲ့တော့အဲ့ဒီထဲမှာမှကျွန်တော်တို့ podcast ကိုနားထောင်မဲ့ audience တွေသူဘယ်ဟာကိုရွေးမလဲဆိုတဲ့ option တော့ရှိနေတယ်တကယ်လို့များ podcast တစ်ခုစမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မဖြစ်မနေစဉ်းစားရမှာကဒီ Spotify တို့ Apple Podcast တို့လိုမျိုး platform တွေမှာလည်းကိုယ့်ရဲ့content တွေရှိဖို့လိုသလို YouTube မှာလည်းဒီဟာတွေကိုတင်ပေးထားဖို့လိုတယ်ပေါ့နော် Okay အဲ့တော့ဒီတစ်ခါ content ကိုကျွန်တော်ဒီမှာပဲခဏဖြတ်ပါအောင်မယ်နော်အဲ့တော့အဓိကတော့ဒီ content တစ်ခုလုံးမှာကျွန်တော်အဓိကဝေမျှတဲ့အထဲမှာ podcast ဆိုတာဘာလဲဆိုတာရယ်နောက်ပြီးတော့အမျိုးအစားတွေလက်ရှိ trend တွေနောက်ဒီလူတွေရဲ့ audience တွေရဲ့အကြောင်းတွေဒါတွေကိုအများစုပြောပြတယ်ပြီးတော့ဒီကိုသုံးတဲ့ channel တချို့ကိုလည်းဒီမှာနည်းနည်းမိတ်ဆက်ပေးရပါတော့အဲ့တော့ဒီဟာကတော့လုံးဝ basic ပါခုမှစမဲ့ podcast စလုပ်ချင်လဲ podcast ကိုစိတ်ဝင်စားတဲ့လူတွေအတွက်ကိုဘူးတုဒအနေနဲ့အခြေခံဘူးတုဒအနေနဲ့ပြောတဲ့အကြောင်းအရာမျိုးဖြစ်ပါတယ်နောက်ပိုင်းမှာဒီ
podcast production နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တနိုင်တစ်ပိုင်းလုပ်နိုင်တဲ့ content တွေကိုယ်တိုင်ထုတ်လို့ရတဲ့အကြောင်းအရာတွေဘယ်လိုလုပ်မလဲဆိုတာတွေကိုထပ်ပြီးတော့ပြောသွားပေးဖို့ရှိပါတယ်အဲ့တော့ဒီ podcast တွေနဲ့ပတ်သက်ပြီးတော့တခြားမေးချင်တာတွေသိချင်တာတွေရှိနေလို့ရှိရင်ကျွန်တော်ရဲ့ video အောက်မှာ comment ပေးထားနိုင်ပါတယ်ဗျအားလုံးစာဆုံးနားထောင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ် video တွေမှာပြန်ဆုံပါမယ်ဗျ